ပရိနေတွေပေါ့နော်12ရက်3လ2026ကြာတာပရိနေအတွက်ပါဠိတူရောင်ရဲ့စာတူစိန်ပတ်တီ100 ရာခိုင်နှုန်းတင်ပြချက်ပြီးအားကောင်းပါနော်100 ရာခိုင်နှုန်းအပြည့်အဝအားကောင်းတယ်ဗျာအဲဒီပါဠိတူရောင်နဲ့ share တင်ပြီးတော့ထိုးမယ် share တင်ပြီးတော့ပတ်ထားမယ်နော်အချက်အချာတွေအများကြီးရှိအချက်အလက်တွေအများကြီးရှိပုံပွင့်လေးပြောရရင်73ချက်လောက်ချုပ်ထားတယ်ဗျာအဲ့လောက်ဆိုရင်ကိုမအောင်တော်တော်အားလုံးပဲယုံကြည်လို့ရပြီမလားအဲ့လောက်ဆိုရင်စိတ်ချလို့ရပြီမလား73ချက်လောက်ချုပ်ထားတယ်ဟုတ်ပြီနော်အဲ့တော့သားလေးတူရတီအဖွဲ့ဝင်သားတို့စင်ပတ်တီကအချက်ပေါင်း73ချက်လောက်ချုပ်ထားတယ်နော်အဲ့တော့အရန်ကြိုက်တယ်ရာခိုင်နှုန်းနဲ့ပြောခမယ်100 ရာခိုင်နှုန်းအရန်ကြိုက်တယ်100 ရာခိုင်နှုန်းအပြည့်အဝတင်းပြေကြက်ပြေကိုကြိုက်တယ်အဲ့တော့ဒါကတော့အဖွဲ့ဝင်တွေအတွက်ပေါ့နော်အဲ့တော့ဒါကအခုဒီအဖွဲ့ဝင်တွေအကြောင်းပြောပြီးသွားပြီဆိုတော့နောက်ထပ်အဖွဲ့ဝင်အကြောင်းလေးပြောချင်တာလေးကရှေ့ဘက်မှာပါဠိတူရအောင်ကစားပုံကစားနီးလန်းလေးတွေပြန်ပြီးတော့ပြောင်းမယ်နော်ကစားပုံကစားနီးလန်းလေးတွေနည်းနည်းလေးပြန်ပြီးတော့ပြောင်းမယ်အားလုံးပဲပါဠိတူရအောင်ဟိုအရင်တုန်းကစောခဲ့တယ်လို့ပဲတနင်္လာနေ့ကနေပြန်ပြီးတော့စောမယ်နော်တနင်္လာနေ့ကနေပြန်ပြီးတော့စောမယ်ပါဠိတူရအောင်ကိုမအောင်တို့အားလုံးအတွက်ကိုအစင်ပို့ပြီးတော့ပြေဖို့ရအစင်ပို့ပြီးတော့ပြည်စီနိုင်ရန်အတွက်အမြဲတမ်းနီလန်းနေဟိုနီလန်းအကော